မိဘနှစ်ပါးကိုကျေးဇူးဆက်တယ်လို့ကုသိုလ်တရားနဲ့ကျေးဇူးဆက်တယ်လို့အဲ့ဒီလိုယူရမှာပေါ့နော်မိဘတွေကိုရည်စူးပြီးတော့ဒီကုသိုလ်ပြုတာမိဘကျေးဇူးဆက်တာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပြောတဲ့စကားလေးနည်းနည်းအရမှာတစ်မျိုးဖြစ်နေလို့အဲ့ဒါလေးဘုသူတာပြောပြအောင်မှာနော်အရမှာတစ်မျိုးဖြစ်တယ်ဆိုတာမိဘကျေးဇူးကကြီးလွန်းလို့များလွန်းလို့ကျေးဇူးတွေကများလွန်းလို့စမကုန်ဘူးဆိုပြီးတော့အရမှာအဲ့ဒီလိုကြီးသုံးနေတော့မြတ်စွာဘုရားသုံးတဲ့ပြောတဲ့စကားတွေမှာအဲ့ဒီလိုစလို့မကုန်ဘူးလို့မပါပါဘူးနော်ကျေးဇူးဆက်နီးမှန်လို့ရှိရင်ကျေးဇူးဆက်ရရောက်တယ်တဲ့ဆက်နီးမမှန်လို့ရှိရင်ကျေးဇူးဆက်ရမရောက်ဘူးလို့ဘုရားအဲ့လိုပဲပြောတာဟိုမကုန်ဘူးလို့မပြောဘူးနော်ဆိုလိုတာကတော့ကျေးဇူးကိုသူတတ်မှတ်ထားတဲ့ဘုရားညွှန်ကြားထားတဲ့နည်းတိုင်းစမယ်ဆိုရင်ကုန်တယ်နော်ကုန်တယ်ကျေးဇူးကကိုအောင်ဆက်လို့ရပါတယ်တဲ့အဲ့တော့ဘယ်လိုဆက်နည်းမှန်တာတုံးလို့မြတ်စွာဘုရားကအဲ့ဒီလိုမိတ်နေပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးပထမဟိုမမှန်တဲ့နည်းလို့ပြောရမှာပေါ့လေမမှန်တာတော့မဟုတ်ပါဘူးဟိုခုနပြောတဲ့အတိုင်းကျေးဇူးမကုန်တဲ့နည်းပေါ့စတော့လည်းမကုန်တဲ့နည်းပေါ့နော်အဲ့ဒီနည်းကိုအရင်ဘုရားကပြောပြတယ်မိဘကျေးဇူးတွေကငါပေါ်မှာအများကြီးရှိတယ်အဲ့တော့မိဘကျေးဇူးတွေကိုငါဆက်မယ်လို့နှလုံးသွင်းပြီးတော့တဲ့ဖေးကိုပခုံးတစ်ဖက်နဲ့ထမ်းတဲ့မအေးကိုပခုံးတစ်ဖက်နဲ့ထမ်းထားပြီးလို့ရှိရင်ဖေးစားကျင်တာတွေကိုကျွေးမအေးစားကျင်တာတွေကိုကျွေးနတ်သားလိမ့်ပေးရေချိုးပေးဟုတ်လားညောင်းနေညာနေပေးနှိပ်ပေးသူတို့ဝတ်ချင်တဲ့အဝတ်စားတွေဝတ်ပေးလိုလိုသေးမရှိသူတို့တောင်းတတာတွေကိုအကုန်လုံးပခုံးတစ်ဖက်နဲ့ထမ်းပြီးတော့အသက်ထက်ဆုံးမိဘနှစ်ပါးကိုအဲ့ဒီနည်းတိုင်ပြုစုစောင့်ရှောက်သွားလို့ရှိရင်တဲ့အဲ့ဒီနည်းနဲ့မိဘလိုတာကိုဖြည့်ဆည်းပေးတဲ့နည်းနဲ့ဟုတ်လားအသက်ထက်ဆုံးပခုံးတစ်ဖက်နဲ့ထမ်းပြီးတော့ဖြည့်ပြီးတော့သွားလို့အသက်သေးတော်မှမိဘကျေးဇူးကိုကိုအောင်ဆက်တယ်လို့ငါဖေကမဆိုလိုဘူးတဲ့အဲ့ဒီနည်းနဲ့ဆက်တာကိုနော်ဒါသူအဲ့လိုပြောလိုက်တာနော်အဲ့ဒါဆိုရင်မြတ်စွာဘုရားပြောလိုက်တဲ့စကားလေးကဘာတော့ဆိုတော့မိဘကိုပြုစုဆောင်ရှောက်တဲ့အပိုင်းလေးကိုပဲသူကပြောလိုက်တာဟုတ်လားရေချိုးပေးတယ်နတ်သားလိမ့်ပေးတယ်ညောင်းနေညာတဲ့ဆိုနှိမ့်ပေးတယ်ပြုစုပေးတယ်ဆောင်ရှောက်ပေးတယ်သူတို့စားကျင်တာကျွေးတယ်သူတို့ဝတ်ချင်တဲ့အဝတ်ထဲတွေဝတ်ပေးတယ်ဒီနည်းနဲ့ပြုစုတာကိုပြောတာအဲ့ဒါလေးနဲ့ရင်ပြုစုရုံနဲ့ဆိုရင်တဲ့မိဘကျေးဇူးကိုဒါအပြည့်အစုံအကုန်ပြုစုဆောင်ရှောက်တယ်လို့ငါဘုရားကအဲ့ဒါမျိုးဆိုရင်မဆိုလိုဘူးတဲ့နော်ဒါလေးကိုအရင်ဘုရားအဲ့လိုပြောလိုက်တာဒီလိုဆိုလို့ရှိရင်မြတ်စွာဘုရားကမိဘကိုဘယ်လိုပြုစုဆောင်ရှောက်စေချင်တာလဲလို့အဲ့ဒီလိုနောက်ကလိုက်လာတယ်နော်နောက်ကလိုက်လာတော့အကယ်၍တဲ့မိဘနှစ်ပါးကယတနာသုံးပါးကိုကြည်ညိုတဲ့ကိုယ်ွယ်စိတ်ကတဲ့အလေးထားမရှိဘူးဆိုလို့ရှိရင်တဲ့ယတနာသုံးပါးကိုကြည်ညိုတဲ့ကိုယ်ွယ်စိတ်ကတဲ့အလေးထားရှိအောင်မိဘနှစ်ပါးကိုအရင်လုပ်ပေးပါတဲ့။ကဲအဲ့လိုလာတာနော်။ခုနကတော့အဲ့ဒါမပါဘူးနော်။ပြုစုစောင့်ကြောက်တာပဲပါရင်နော်။နော်။အဲ့တော့ကိုမိဘနှစ်ပါးကယတနာသုံးပါးနဲ့ဝေးနေပြီဘုရားတရားသံဃာယတနာသုံးပါးကိုကြည်ညိုတဲ့အလေးအကျင့်မရှိဘူးဆိုရင်သာသမီတွေကနေပြီးတော့မိဘကိုအဲ့ဒီလိုယတနာသုံးပါးနဲ့နီးစပ်လာအောင်ကြည်ညိုလာအောင်ကိုယ်ွယ်လာအောင်လုပ်ပေးရမယ်တဲ့နော်။ပြီးတော့လုပ်ပေးလိုက်လို့ဖရာတရားသံဃာယတနာသုံးပါးကိုကိုယ်ွယ်လာပြီးစိတ်ကလာပြီးဟုတ်လားယတနာသုံးပါးနဲ့နီးစပ်လာပြီးဆိုလို့ရှိရင်ဘာတဲ့ရမလို့ဆိုကိုမိဘနှစ်ပါးကသီလနဲ့ကင်းနေတယ်ပေါ့နော်သီလမရှိဘူးဆိုရင်တဲ့သီလရှိအောင်ဆက်ပြီးတော့လုပ်ပေးရမယ်သီလစောင့်ထိန်တဲ့လေ့ကျင့်ပေါ့နော်မပါဠိပါဒသူများအသက်ကရှောင်းတာတို့သူများလိမ့်မြာပြောတာတို့သူများဥစ္စာခေါ်တာခုနပြောနေတို့စောက်တည်တဲ့၅ပါးသီလမျိုးပါပဲเนาะအခြေခံပေါ့เนาะအဲ့ဒီလိုသီလကိုစောင့်ထိန်တဲ့အလေးကျင့်မရှိဘူးဆိုလို့ရှိရင်တဲ့မိဘနှစ်ပါးကိုသီလကိုစောင့်ထိန်တဲ့အလေးကျင့်ရှိအောင်ကလုပ်ပေးပါเนาะအဲ့လိုလုပ်ပေးရမယ်เนาะအဲ့လိုဆိုလို့ရှိရင်သူကဘယ်လိုဖြစ်သွားလဲပထမအဆင့်မိဘနှစ်ပါးကယတနာ၃ပါးနဲ့နီးစပ်လာပြီเนาะလုပ်ပေးလိုက်တယ်เนาะယတနာ၃ပါးနဲ့နီးစပ်လာပြီးတော့သီလကိုစောင့်ထိန်တဲ့အလေးကျင့်လေးရသွားပြီနော်ရသွားပြီအဲ့ဒါလေးလုပ်ပြီးလို့သီလနဲ့ပတ်သက်ပြီးတော့သီလမိဘနှစ်ပါးကရှိလာပြီသီလကိုလည်းပဲလုံခြုံအောင်ထင်းသေးဆောင်ရှောက်တတ်တဲ့အလေးကျင့်လေးလည်းရလာပြီဆိုလို့ရှိရင်တဲ့တ
တရားဓမ္မကိုနှလုံးသွင်းတတ်တဲ့တရားဓမ္မဘက်ကိုစိတ်ရိုင်းလာအောင်ဆွဲဆောင်ပြီးတော့ပေးရမယ်ဘယ်ဟာအဲ့လိုပြောတာနော်တရားနှစ်ပါးကိုနှလုံးသွင်းတတ်အောင်အဲ့တော့မြတ်စွာဘုရားရဲ့အဲ့ဒီပြောတဲ့စကားလေးကိုကြည့်လိုက်လို့ရှိရင်ခုနကငါတို့ဒီကောင်းမှုကုသိုလ်ပြုတဲ့အခန်းလေးကိုပြန်ကြည့်လိုက်ခုနကဒီကုသိုလ်ပြုတဲ့အခါမှာပထမယတနာ၃ပါးကိုငါတို့ကြောလိုက်တယ်လေဩဃာသနဲ့နော်ကြောတယ်ကြောပြီးလို့ရှိရင်တရဏဂုံနဲ့၅ပါးသီလကိုစောင့်တည်လိုက်တယ်နော်တရဏဂုံဆိုတော့ဘုံတရဏဂိစ္ဆာမိကိုခေါ်တာလေနော်၅ပါးသီလကပါဏာတိပါဒကိုခေါ်တာလေဒါနင်တို့သိပြီးသားလေနော်အဲ့တော့အဲ့ဒီနှစ်ချက်ကိုကြည့်လိုက်လို့ရှိဒီအလေးကျင့်လေးဒီမြန်မာနိုင်ငံဗုဒ္ဓဘာသာတွေရဲ့ဒီဘာသာရေးဒလေထုံးစံလေ့ကျင့်နေတဲ့ဒလေထုံးစံလေးကိုကြည့်လိုက်လို့ရှိရင်အဲ့ဒီမြတ်စွာဘုရားပေးတဲ့နည်းကိုသူကယူထားတာနော်ခုနပြောတာမိဘနှစ်ပါးကိုယတနာသုံးပါးနဲ့နိစ္စလောင်အရင်လုပ်ပြရမှာလေနော်ယတနာသုံးပါးကိုကျင့်ရနိစ္စအောင်လုပ်ပြရမှာအဲ့တော့ကိုယ်အမှအပြစ်ရှိလို့ရှိရင်ဒီအပြစ်ကယတနာသုံးပါးကိုပြင်မထားတဲ့အပြစ်ရှိလို့ရှိရင်ဒီအပြစ်ကနေပြီးတော့လွတ်အောင်ကြောတဲ့နိစ္စနဲ့ရအောင်လုပ်ပေးထားတာဩဃာသလူတွေကိုဩဃာသဆိုခိုင်းတာလားကားဆိုခိုင်းတာမဟုတ်ဘူးယတနာသုံးပါးကိုမြတ်ကိုကကာယကံနဲ့တော်လည်းကောင်းဝစီကံနဲ့တော်ကောင်းမနောကံနဲ့တော်ကောင်းပြင်မထားတာမတိမသာတော်ကောင်းသိတာတော်ကောင်းမနော်ပြင်မထားတာအပြစ်ရှိနေလို့ရှိရင်အဲ့ဒီအပြစ်ကကိုယ်မှထိနိုင်တယ်လေထိနိုင်တော့ဒီအပြစ်ကြည်အောင်ဩဃာသနဲ့ကြောတဲ့အလေးကျင့်လုပ်ပေးလိုက်တာနော်အဲလုပ်ပေးလိုက်တော့နင်တို့ဆိုရင်ကနင်တို့ဒါဒီအလေးကျင့်ကရနေပြီကိုတော်မှရနေပြီဆိုတော့မိဘနှစ်ပါးလည်းပဲဘာပြောတရားလို့ရဟုတ်တယ်မဟုတ်လားရနေပြီလေအဲ့တော့အဲ့ဒီဩဃာသကြောရိုးဆူလိုက်တာကိုကဖះပြောတဲ့ပထမတစ်ချက်ကပြည့်သွားပြီနော်ကြောတတ်တဲ့အပြစ်ကိုရှိလို့ရှိရင်ဝန်ခံတတ်တဲ့အလေးကျင့်ကရှိမှလေနော်အပြစ်ရှိမလို့ဝန်ခံတတ်တဲ့လေးကျင့်မရှိရင်ကိုရှိတဲ့အပြစ်ကိုဝန်မခံကြဘူးတချို့ကလေကိုပြစ်လေးကိုဝန်ခံလိုက်လို့ဆိုရင်ဒါကြီးသွားပြီလေဟုတ်တယ်ငါအရင်တော့ကပြစ်မှမိတယ်အေးဒါပေမဲ့အဲ့ဒါလေးကိုခွင့်လွတ်ပါနောက်ငါလာမျိုးမလုပ်ဘူးဆိုရင်ဒါပြီးပြီလေပြေးသွားပြီလေပြေးသွားလို့ရှိရင်ယတနာသုံးပါးနဲ့နှီးစပ်တဲ့အလေးကျင့်ဆိုတာဟောကံရပြီလေဒါလည်းပဲနော်ရပြီတဲ့နောက်ဟောပါဏာတိပါဒ၅ပါးသီလကြောတယ်ဆိုတော့သီလရသွားပြီရသွားတဲ့ခါကျတော့ကိုရောကိုမိဘကိုရောပြုစုတတ်ပြီကိုလည်းပြုစုတတ်ပြီလေဒီအလေးကျင့်ရှိရင်ဟုတ်တယ်မဟုတ်လားကိုမိဘနှစ်ပါးလည်းပြုစုတတ်ပြီလေအဲ့လိုဆိုလို့ရှိရင်မိဘနှစ်ပါးကိုပြုစုခြင်းနဲ့ကြီးသူဆတ်ခြင်းနဲ့ဆိုလို့ရှိရင်ယရဏသုံးပါးနဲ့နိစ္စအောင်လုပ်ပေးဆိုကြတဲ့တို့ဗုဒ္ဓဘာသာတွေမှာယရဏသုံးပါးနဲ့နိစ္စအောင်ထူလို့ဆရာမလိုဘူးဒီဒလေထုံးစံကငါတို့ကိုလုပ်ပေးနေပြီနော်ဒါနင်တို့လည်းပဲမိဘတွေကနေရတဲ့အမွေပဲလေဟုတ်တယ်မလားဒီယရဏသုံးပါးကြောတယ်ဆိုတာလေဟုတ်တယ်မလားအဲ့လိုရတာဆိုတော့ဒါတို့ကယရဏသုံးပါးကြောတဲ့အလေးကျင့်ရဲ့ဘုရားတရဏငိစ္စမိဆိုပြီးတရဏကိုစောင့်တည်တဲ့အလေးကျင့်ရဲ့ငါးပါးသီလစောင့်တည်တဲ့အလေးကျင့်နှစ်ခုရထားတာကိုကဒါမိဘကြီးသူစံနည်းကိုအလိုလိုတည်ပြီးသားဖြစ်နေပြီဒီဘုရားဘာသာရဲ့သားသမီးတွေကကိုမိဘကိုလှုပ်တတ်နေပြီအထူးကြီးလှုပ်ပေးသေးရမလို့တော့အဲ့ဒီကိုရောက်သွားပြီအဲ့တော့နောက်တစ်ချက်လေးပဲကျန်တော့တယ်အဲ့ဒီတစ်ချက်ကဘာလို့ဆိုတော့တရားကိုနှလုံးသွင်းတတ်တဲ့အလေးကျင့်ရအောင်လုပ်ပေးရမှာဟုတ်တယ်မဟုတ်လားတရားကိုနှလုံးသွင်းတတ်တဲ့အလေးကျင့်ဆိုတာလည်းပဲဟိုလိုကြီးရိတ်သားသွားပြီးတော့တရားထိုင်ခိုင်းတဲ့သဘောမျိုးမဟုတ်ပါဘူးကိုပြန်ပြီးတော့ကြည်တတ်တဲ့အလေးကျင့်လေးလုပ်ပြရတယ်ကိုလေငါခန္ဓာကိုယ်ကြီးရဲ့သဘောကဘယ်လိုရှိသလဲကြည့်လိုက်လို့ရှင်သိလာတယ်ငါတက်တဲ့ခုရလာပြီငါယုတ်ကြီးကငယ်ကယုံနေအခုယုံနေမတူတော့ဘူးဆိုတာလေဒါလေးဒါနှလုံးသွင်းတာပဲနော်အဲ့ဒါတရားနှလုံးသွင်းတာလေအိုခြင်းကိုသတိရတယ်လေမြတ်စွာဘုရားပြောတာလေခန္ဓာကိုယ်ကအိုတတ်တဲ့သဘောရှိတယ်တဲ့အိုတတ်တဲ့သဘောကိုသိပါတဲ့ဟုတ်တယ်မလားနာတတ်တဲ့သဘောရှိတယ်နာတတ်တဲ့သဘောကိုသိပါတဲ့နော်အဲ့တော့အိုတတ်တဲ့သဘောနာတတ်တဲ့သဘောသိလိုက်လို့ရှိရင်ငါတို့ငယ်တုန်းကဆိုလို့ရှိရင်ဒီလိုယောဂတွေမဖြစ်ဘူးမထူဘူးဟုတ်တယ်မလားဘာသာဘာမှမဖြစ်ဘူးလေငယ်တုန်းကနော်မိုးမိလည်းဘာမှမဖြစ်ဘူးအေးလည်းဘာမှမဖြစ်ဘူးလေအခုကြည့်ရတော့မရတော့ဘူးလေကြည့်ပါလားနော်မရတော့ဘူးနော်အစာလေးမှားလိုက်ရင်လည်းတစ်ခုခုဖြစ်သွားတာပဲအနေထိုင်လေးမှားလိုက်ရင်လည်းတစ်ခုခုဖြစ်လာပြီလေအဲ့ဒါဇရာကနေပြရတယ်တတိအဲ့ဒီလိုကိုယ်ခန္ဓာကိုယ်ကိုပြန်ကြည့်ပြီးတော့ငါခန္ဓာကိုယ်ကြီးကအရင်တော့ငငယ်တော့ကယုံနေအခုယုံနေမတူဘူးဟာတဖြည်းဖြည်းချင်းနဲ့ငါတို့အိုးလာတာပဲအိုးတာနဲ့အတူတဖြည်းဖြည်းချင်းနဲ့နားလာတတ်တာပဲသဘောရှိပြီလေဒီလိုအိုရင်းနာရင်းနဲ့တချိန်ကြရင်ငါတို့ဒါသိရမယ်ဆိုတဲ့သိချင်းတရားကိုလည်းအလိုလိုမျှောပြီးတော့တွေးပြီးသားဖြစ်သွားတယ်နော်တွေးပြီးသားဖြစ်သွားတယ်
အဲ့ဒီလိုခန္ဓာကိုယ်ရဲ့အိုတက်တဲ့သဘောနာတက်တဲ့သဘောသိတတ်တဲ့သဘောကိုနှလုံးသွင်းတတ်တဲ့သိတတ်တဲ့အလေးကျင့်လေးရသွားလို့ရှိရင်ဒါတရားကိုနှလုံးသွင်းတယ်လို့ခေါ်တာအဲ့ဒါလေးကိုကိုလည်းလုပ်ပေးရမှာမိဘတစ်ပါးရှိရင်လည်းမိဘတစ်ပါးကိုအဲ့ဒီလိုလေးအလေးကျင့်လေးရအောင်ကိုကတိုက်တွန်းပေးရမှာနှိုးဆော်ပေးရမှာအဲ့ဒီလိုလုပ်ပေးလဲလို့ကိုမိဘတစ်ပါးကအဲ့ဒီလိုတရားကိုနှလုံးသွင်းတတ်တဲ့အလေးကျင့်ရသွားပြီဆိုရင်ဒါကျေးဇူးဆက်လာပြီးပြီလေဟုတ်တယ်မလားဟိုဟာကဖះမပြောလည်းပဲကိုမိဘနဲ့ပါကြွေးတာမွေးတာတော့မသူမဆိုလုပ်ပေးနေကြတာပဲလေဟုတ်တယ်မလားရေမိုးချိုးပေးတာတို့နန်းသားလိမ့်မှာတော့ခေါင်းဖိပေးတာတို့အဝတ်စားဆင်းပေးတယ်ဆိုတာကတော့အခုခေတ်ကတော့ဒီလိုမခက်တော့ဘူးလေငါတို့ဘုရားဘာသာယဉ်ကျေးမှုပါလေယဉ်ကျေးမှုကသူ့လိုလုပ်ပြီးသားဖြစ်သွားပြီလေအေးအဲ့ဒါကြောင့်မို့လို့မိဘကျေးဇူးကိုဆက်လို့မကုန်ဘူးဆိုတဲ့အရက်ကစကားပြောတဲ့စကားကိုဖះရဲ့စကားနဲ့နှစ်ခုရှင်းကြည့်လိုက်လို့ရှိရင်ဖះကတော့ဆက်လို့မကုန်ဘူးပြောတာမဟုတ်ဘူးဆက်နီးမှန်ရင်ကုန်တယ်ဆက်နီးမမှန်ရင်တော့မကုန်တယ်လို့မသုံးဘူးဆက်ရကိုမရောက်ဘူးလို့ရလို့သုံးတာနော်ဆက်နီးမှန်ရင်ဆက်ရမရောက်ဘူးတဲ့နော်အဲ့ဒီခုနအနည်းနဲ့ပထမပြောတဲ့နေ့တိုင်းဆက်နေလို့ရှိရင်ဒါကျေးဇူးကိုအပြည့်အစုံဆက်ရမရောက်ဘူးတဲ့နော်မရဘူးတဲ့အဲ့ဒီခုပြောတဲ့အတိုင်းယရဏသုံးပါးနဲ့နိစ္စလာအောင်ဖရာတရားသံဃာယရဏသုံးပါးကိုကြည်ညိုလာအောင်သီလလုံးကျိုးအောင်ဆောင်ထိန်တတ်တဲ့အလေးကျင့်ရလာအောင်တရားဓမ္မနှလုံးသွင်းတတ်တဲ့အလေးကျင့်လေးရလာအောင်လုပ်ပြီးမှပြည့်စုံတယ်တဲ့ပြည့်စုံတယ်ဆိုလို့ချင်းခုနကပြောတဲ့နည်းလေပေးရမှာမဟုတ်ဘူးခုနကနည်းရလဲလောက်ရမှာပဲမိဘကိုပြည့်စုံဆောင်ရှောက်တဲ့နည်းလေအဲ့ဒါနီးပြီးလို့ချင်းဒီနောက်ကဟာထည့်ရမှာအဲ့ဒီနောက်ကဟာထည့်လိုက်မှပြည့်စုံမိဘကျေးဇူးဆရာရောက်တယ်လို့အဲ့ဒါဖရာလို့ခေါ်တာနော်အဲ့ဒါဟောတာအဲ့ဒါကြောင့်မို့လို့မိဘကိုကျေးဇူးဆက်တယ်ဆိုတာဒီလိုတရားဓမ္မနဲ့ရင်းနှီးလာအောင်လုပ်ရတာအဲ့ဒါကိုကျေးဇူးဆက်တယ်လို့ခေါ်တယ်အဲ့ဒါဘာလို့ဆိုတော့ကိုယ်တိုင်ကလည်းပဲယတနာသုံးပါးနဲ့ရင်းနှီးပြီးတော့အဲ့ဒီလိုသုံးမျိုးဖရာတရားသံဃာယတနာသုံးပါးကိုကြည်ညိုလာအောင်သီလကိုဆောင်ထိန်တတ်တဲ့အလေးကျင့်ရအောင်တရားကိုနှလုံးသွင်းတဲ့လေ့ကျင့်ရအောင်ကိုရလာတာကလည်းပဲမိဘကျေးဇူးရှိတယ်သူတို့ကျေးဇူးကြောင့်ငါတို့ရတာလေဟုတ်တယ်မလားနေတော့ငါတို့ဒီယရဏသုံးပါးနဲ့နှိစလာတာဆိုတာကိုမိဘဘိုးဘွားတွေကိုကအဲ့ဒီအလေးကျင့်ကရှိခဲ့ပြီးသားမို့လို့သူတို့တရားနေတို့အပါလေးယူလိုက်ရတာလေဟုတ်တယ်မလားအပါလေးယူရတာအဲ့တော့သူတို့စီကမှငါတို့ယူလို့မှငါတို့မှဒီဟာရထားတာဖြစ်တဲ့အတွက်ငါတို့ကလည်းအောက်တဆင့်ပြန်ပြီးတော့ကိုယ့်ဩကသာသမီမိမိလူငယ်တွေကိုလည်းဒီလိုလေ့ကျင့်ရအောင်လုပ်ပေးသွားမှာလေအဲ့တော့ရှေ့ကလူကိုလည်းပဲကျေးဇူးဆရာရောက်တယ်နောက်ပုဂ္ဂိုလ်တွေအတွက်လည်းပဲကျေးဇူးချပေးရရောက်တယ်လေအဲ့ဒါသိကောင်းတာအဲ့ဒီနည်းလေအေးအဲ့ဒါလေးကိုသိပြီးတော့ငါတို့ဒီကနေ့ကောင်းမှုကုသိုလ်ပြုတယ်မိဘကျေးဇူးတွေကိုငါတို့သိတယ်သိတဲ့အတွက်ကုသိုလ်တရားနဲ့ကျေးဇူးဆက်တယ်ဩငါတို့ကျမတို့တွေဟုတ်လားမိဘတွေမရှိတော့လည်းပဲဒီလိုပဲယရဏသုံးပါးနဲ့ယဉ်နေပြီးတော့ကောင်းမှုကုသိုလ်ပြုပြီးတော့ကျမတို့နေတယ်ဆိုတာကိုသူတို့သိအောင်လုပ်ပြလိုက်တာပဲဟုတ်တယ်မလားဒါလည်းကျေးဇူးဆက်တာပဲလေအေးအဲ့ဒါလေးကိုသိပြီးတော့ဒီကနေ့ကောင်းမှုကုသိုလ်အမျှဝေရမှာနော်ကဲ